အားလုံးပဲမင်္ဂလာပါခင်ဗျာရွာလူညနေပိုင်းအစီအစဉ်လေးကိုရိုက်ပြီးထားတာပါခင်ဗျာသင်္ကန်းပိတ်ခါ၈ပါးပေါ့နော်အစုံလင်းလေးပါခင်ဗျာဒါကတော့အုံပွဲငှက်ပြောပွဲနဲ့ကြောက်ပွဲလေးပေးထားတာပေါ့နော်တူမလေးလာစနေတယ်ဒါကတော့ဆက်အဖွဲ့ပါခင်ဗျာအတန်ချက်ဆက်အဖွဲ့ပေါ့နော်ဒါကတော့ရွာရဲ့ဓလေ့ထုံးစံအတိုင်းပေါ့အလူတစ်ခုရှိပြီးဆိုတော့လည်းအကုန်လုံးစုပေါင်းပြီးတော့အကုန်လုံးကူညီဆောင်ရွက်ပေးရတာပါခုတ်တဲ့လူကအသားခုတ်တဲ့လူကခုတ်ကျက်သွန်လီးတဲ့လူကလီးယူနီယိုတဲတဲ့လူကတဲပေါ့အဲ့လိုမျိုးလေးစုပေါင်းပြီးတော့ဝိုင်းမျိုးဝင်ပြီးတော့လုပ်ပေးနေကြတာပါတော်တော်လေးချစ်ဖို့ကောင်းပါတယ်ဒါကတော့အထူးမှာဝိုင်းဝန်းကူညီလောက်ကင်ပေးတဲ့အဖွဲ့ကိုကျွေးမွေးဖို့အတွက်ချက်ပြုတ်နေရပါခင်ဗျာဒါကတော့မနေ့ပြန်ဖုန်းကြီးပွဲအတွက်ကိုဝတ်သားခုန်နေရပါခင်ဗျာဒါကျွန်တော်ရဲ့မာတာမိခင်အမေကလည်းလက်ဆွမ်းဝင်ပြနေရပါဘူး
မှတော့ကြွရတယ်ဆိုနေတဲ့ကောင်ကြီးမဟုတ်ဘူးဗျာသူကစဘာကင်းတွေထဲမှာဖြစ်ပြေးနေတာတော်တော်ကြီးတယ်ဗျအားတော့မနေ့ပြန်အလူမှာစက်သားနဲ့တံပေါက်ကျွေးမွေးဖို့အတွက်ကိုစက်သားကိုပြင်ဆင်နေတာပေါ့နော်ရွာအလူတွေမှာခုတ်တဲ့လူကခုတ်အုပ်တဲ့လူကတီးကိုတောင်းဝင်ကိုစီနဲ့တက်ညီလက်ညီလည်းရှိကြရတယ်တော်တော်လေးပြောစရာကောင်းပါလေခင်ဗျာဒါတင်ရဝတ်မဲ့ညီလေးပါအမတ်တရဖြစ်အောင်သူ့မိသားစုနဲ့အမတ်တရဖြစ်အောင်ရိုက်ပေးထားတာပါခင်ဗျာဒါကတော့အလူမဝိုင်းကိုတဲ့အဖွဲ့တွေကိုထမင်းကျွေးနေရပါခင်ဗျာအဲ့ဒီမှာကျွန်တော်အမဒီမက်ကထမင်းစားနေတာကိုတိုက်ရိုက်လို့တဲ့ဆိုလို့သူ့ပဲကျွန်တော်ထိုင်ရိုက်လိုက်ပါတယ်ခင်ဗျာသံဃံတရဏံကိသာမိရပါစေတို့ကြောင့်ဆောင်လာနတ်ဒေဝတို့ရွာဆောင်လာနတ်ဒေဝတို့နေဆောင်လာနတ်ဒေဝတို့တိုင်းဆောင်လာနတ်ဒေဝတို့နိုင်ငံဆောင်လာဝါအောင်မဝါသေသောကြောင်းသွားကြကုန်ပြီဖြစ်သောသံဃာကိုင်ဝင်ယေရှုရှင်သာသနာ့တရားကြီးသောတေကုရုနဲ့အတူသာသနာ့တရားကြီးဘုရားတော်ကံယုံကြည်သောကြောင့်ရပါကုန်၏သမန်ယံတော်လေးတော်ကောင်းစွာကံယုံဓမ္မာတိတာကိုယ်စီကိုယ်ငါပြည်စုံအောင်ဆောင်ရွက်ကြကုန်ရသတည်းတော်မူလာကြောင်းတော်တော်မောင်ရီလမ်းမရောင်ချာရာဝိုင်းဝိုင်းပူလာရေကြီးလာလို့ရပြင်းရရဲ့အောင်လို့ရဝိုင်းဝိုင်းပူလာရေကြီးလာလို့ရပြင်းရရဲ့မောင်ရီလာပြင်နေတယ်မှာဘုရားပြင်နေရလေရှာတူတူနေလာခွန်တာ
ကျောင်းမှာဆရာတော်ဘုရားကတော့ကြည့်အောင်နေဒီကလည်းကျူးလို့ဒီထမံဗန္တိနုကမ္ပံဥပါဒာယဗန္တိရှင်မြတ်ဗျာသက္ကလာဘုရားဝစေယပေါင်းမှာသစ္စိကရဏကာယမဉ္ဇဉ်ဘုံဉဏ်ဖြင့်လျင်မြန်စွာမျက်မှောက်ပြုပါရခြင်းအကျိုးငါဣမံကာလံပပရိသံယာသာမိဗန္တိရှင်မြတ်ဗျာမံရိရောသံသာရ